လူသားတွေရှိနေတဲ့အချိန်မှာအသက်မရှိသလိုဟန်ဆောင်နေတတ်ကြပြီးလူတွေမရှိတဲ့အချိန်မှာတော့အသက်ဝင်လှုပ်ရှားနေကြတဲ့အယုတ်လေးတွေရဲ့ကဘာတစ်ခုရှိပါတယ်။အဲ့ဒီကဘာထဲမှာအင်ဒီလို့ခေါ်တဲ့ကောင်လေးတစ်ယောက်ပိုင်ဆိုင်တဲ့အယုတ်တစုရှိနေကြတာပါ။ဒီနေ့မှာတော့သူတို့အားလုံးအကြီးအကျယ်ထိတ်လန့်သွားကြပါတယ်။ဘာလို့လဲဆိုတော့အင်ဒီတို့မိသားစုဟာနောက်ပတ်မှာအိမ်ပြောင်းကြတော့မှာဖြစ်ပြီးအင်ဒီရဲ့မွေးနေ့ပွဲကိုလည်းအစီအစဉ်ထက်တစ်ပတ်စောပြီးကျင်းပဖို့ပြင်ဆင်နေကြလို့ပါပဲ။အင်ဒီရဲ့အမေနဲ့ညီမလေးမိုလီတို့လည်းအိမ်ပြောင်းဖို့အလုပ်ရှုပ်နေကြပါတယ်။အင်ဒီရဲ့အယုတ်တွေဖြစ်ကြတဲ့ပိုးပြီးအာလူးကောင်ကြီးဒိုင်နိုဆောယက်စ်ဝဲရုပ်စုဘူးဟန်နဲ့ဆလင်ကီခွေးလေးတို့ဟာမွေးနေ့ပွဲမှာအင်ဒီကအယုတ်အစ်တွေလက်ဆောင်ရပြီးသူတို့ကိုပြစ်ပယ်လိုက်မှာကိုတင်မတက်ကြောက်ရွံ့နေကြပါတယ်။ဒီအချိန်မှာအယုတ်တွေရဲ့ခေါင်းဆောင်လည်းဖြစ်အင်ဒီရဲ့အချစ်ဆုံးအယုတ်လည်းဖြစ်တဲ့ကောင်ပိုင်ဝူဒီကစစ်သားရုပ်စုကိုဥဆောင်တဲ့ဗိုလ်ကြီးကိုအောက်ထက်ကမွေးနေ့ပွဲစီလွတ်ပြီးစုံစမ်းခိုင်းလိုက်ပါတယ်။စစ်သားရုပ်လေးတွေကကလေးတွေနားထောင်တဲ့စက်ကနေတဆင့်အပေါ်ထက်ကိုသတင်းတွေပြန်ပို့ပေးနေခဲ့တာပါ။မွေးနေ့ပွဲပြီးခါနီးထိသူတို့ကိုအစားထိုးမဲ့အယုတ်အစ်တွေပါမလာတာကြောင့်အားလုံးစိတ်အေးသွားကြပါတယ်။ဒါပေမဲ့အဆုံးသတ်မှာတော့အင်ဒီဟာမျော်လင့်မထားတဲ့လက်ဆောင်တစ်ခုရရှိသွားခဲ့ပါတယ်။အဲ့ဒါကတော့မိမိကိုယ်ကိုတကယ်အာကာတရဲရင်တယောက်လို့ထင်မှတ်နေတဲ့ဘတ်စလိုက်ရဆိုတဲ့နည်းပညာမြင့်အယုတ်တစ်ကြီးပါပဲ။ဘတ်ဟာသူ့ရဲ့စမ်းသစ်တဲ့လှုပ်ဆောင်ချက်တွေကြောင့်တခြားရုပ်တွေရဲ့အားကျမှုကိုချက်ချင်းရရှိသွားပြီးအင်ဒီကလည်းသူ့ကိုပဲပိုပြီးမျက်နှာသာပေးလာတာကြောင့်ဝူဒီခများအပယ်ခံလိုက်ရတယ်လို့ခန်းစားလိုက်ရပါတယ်။ဒီနေ့မှာတော့အင်ဒီမေကပီဇာပလန်နဲ့စားတောက်ဆိုင်ကိုတွားဖို့ပြင်ဆင်ပြီးအင်ဒီကိုအယုတ်တရုတ်ပဲယူခဲ့ခွင့်ပြုပါတယ်။အင်ဒီကဘတ်ကိုရွေးသွားမှစိုးရိမ်နေတဲ့ဝူဒီဟာဘတ်ကိုစာပွဲခုံနောက်မှာပိတ်မိနေအောင်ကြံစီယာကနေမတော်တဆပြတင်းပေါက်ပြင်ဘက်ကိုတွန်းချမိတယ်လို့ဖြစ်သွားခဲ့ပါတယ်။ဒါကိုမြင်သွားတဲ့တခြားရုပ်တွေကဝူဒီဟာမနာလိုစိတ်ကြောင့်လှုပ်တာဆိုပြီးဝူဒီကိုဝိုင်းပြီးအပြစ်တင်ကြပါတယ်။ဒါပေမဲ့သူတို့တွေဝူဒီကိုမဆုံးမရသေးခင်မှာပဲအင်ဒီကဝူဒီကိုကောက်ယူပြီးဆိုင်ကိုထွက်သွားခဲ့ပါပြီ။အညိုတိတ်နဲ့ကြံခဲ့တဲ့ဘတ်ဟာအင်ဒီတို့ရဲ့ကားနောက်ပိတ်မှာခိုးလိုက်လာခဲ့ပြီးလန်ကီမှာကားစီဖြစ်ဖို့ရက်တဲ့အချိန်မှာဝူဒီကိုရန်ရှာပါတော့တယ်။သူတို့နှစ်ယောက်လုံးထွေးတက်ပုတ်ရင်ကားပေါ်ကနေပြုတ်ကျကြံခဲ့ပြီးအင်ဒီတို့မိသားစုကတော့သူတို့ကိုတတိမထားမိပဲမောင်းထွက်သွားပါပြီ။လန်ခုလက်မှာတောင်တင်ကြံခဲ့တဲ့ဝူဒီနဲ့ဘတ်ဟာပီဇာဆိုင်ကိုလာဖို့တဲ့ကားတစ်စီးပေါ်ခိုးကြောင်ခိုးဝက်လိုက်ပါရင်းနဲ့ဆိုင်ထဲကိုရောက်အောင်သွားနိုင်ခဲ့ကြပါတယ်။ဆိုင်ထဲရောက်တော့လဲဘတ်ကမိမိကိုယ်ကိုတကယ်အာကာတရဲရင်ကြီးလိုပဲထင်နေတော့မို့ဝူဒီကဘလို့ပဲရှင်းပြလက်မခံခဲ့ပါဘူး။အဲ့ဒီနောက်သူတို့နှစ်ယောက်ဟာဒုံးပြန်ပုံစံလုပ်ထားတဲ့အယုံနိုင်ဆက်ထဲကိုရောက်သွားပြီးအဲ့ဒီကနေတဆင့်အယုတ်တွေကိုညှဉ်းပန်းနှိပ်စက်ရတာဝါသနာပါတဲ့အင်ဒီရဲ့ဘေးအိမ်ကကောင်ဆိုလေးစစ်ရဲ့လက်ထဲကိုပါသွားကြပါတော့တယ်။စစ်ရဲ့အိမ်ဟာသူကိုယ်တိုင်စိတ်တက်ဆန်ဆန်ပြုပြင်ဖန်တီးထားတဲ့မျိုးဗီဇပြောင်းအယုတ်ဆိုးကြီးတွေနဲ့ပြည့်နှက်နေပြီးစကတ်လို့ခေါ်တဲ့လူဆိုးခွေးကြီးတစ်ကောင်လည်းရှိနေပါတယ်။ဝူဒီကစစ်ရဲ့အိမ်ကနေထွက်ပြေးဖို့စူးစမ်းနေချိန်မှာဘတ်ကတော့ TV ကြော်ညာတစ်ခုထဲမှာသူ့ရဲ့ပုံစံတို့အယုတ်တွေကိုကြော်ညာနေတာကိုမြင်လိုက်ရပြီးအကြီးအကျယ်စိတ်တန်ရာရသွားပါတယ်။သူဟာအယုတ်တရုတ်ပဲဆိုတဲ့အမှန်တရားကိုလက်မခံနိုင်ပဲပြတင်းပေါက်ကနေပြန်တန်းဖို့စူးစမ်းရာကနေအောက်ကိုပြုတ်ကျပြီးလက်တစ်ဖက်ကျိုးပဲ့သွားခဲ့ပါတယ်။ဒီလိုနဲ့ဘတ်ဟာစိတ်တက်တွေအလွန်အမင်းကျဆင်းသွားပြီးဝူဒီရဲ့ထွက်ပြေးရေးအစီအစဉ်အတွက်ဝန်ထုတ်ဝန်ပိုးဖြစ်လာခဲ့ပါတယ်။ပိုဆိုးတာကတော့ဝူဒီကဘတ်ရက်ပြက်နေတဲ့လက်မောင်းကိုကင်ပြီးအင်ဒီအိမ်ကအယုတ်တွေကိုလမ်းကူညီတောင်းရာကနေတခြားရုပ်တွေကဝူဒီဟာဘတ်ကိုတက်ပစ်လိုက်ပြီလို့အထင်လွဲသွားကြတာပါပဲ။ညပိုင်းမှာတော့စစ်ရဲ့အိမ်ကမျိုးဗီဇပြောင်းရုပ်လေးတွေပေါ်လာပြီးဘတ်ရဲ့လက်ကိုပြန်ပြင်ပေးခဲ့ကြပါတယ်။ဒါပေမဲ့ကောင်ဆိုလေးစစ်ကဘတ်ကိုမီရှူမီပန်တုံးပြန်နဲ့ချီနှောင်ပြီးကောင်းကင်ပေါ်လွတ်တင်ဖို့ကြံစီပါတော့တယ်။ကံကောင်းထောက်မစွာပဲမိုးကြုံမုန်တိုင်းကျလာတာကြောင့်အစီအစဉ်ကနောက်ရက်ကိုရွှေ့ဆိုင်းသွားခဲ့ပါတယ်။ဒီအချိန်မှာဝူဒီကဘတ်ကိုအယုတ်တရုတ်အနေနဲ့ကလေးတယောက်ကိုဘလောက်ထိပျော်ရွှင်အောင်လုပ်ပေးနိုင်လဲဆိုတာရှင်းပြပြီးစိတ်တက်ခွန်အားတွေပြန်လဲဖြည့်ဆည်းပေးခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့စစ်ကဘတ်ကိုတုံးပြန်နဲ့လွတ်တင်ဖို့ပြင်ဆင်နေချိန်မှာပဲဝူဒီနဲ့မျိုးဗီဇပြောင်းအယုတ်လေးတွေပူးပေါင်းပြီးဘတ်ကိုကယ်တင်ဖို့စီမံချက်ချလိုက်ပါတယ်။သူတို့အားလုံးစစ်ရဲ့ရှေ့မှာအသက်ဝင်လှုပ်ရှားပြပြီးအယုတ်တွေကိုဘယ်တော့မှမနှိပ်စက်ဖို့ခြောက်လန့်လိုက်ကြပါတယ်။စစ်လည်းအကြီးကျယ်လန့်ဖြတ်သွားပြီးအိမ်ထဲကိုအော်ဟစ်ကာပြေးဝင်သွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲအင်ဒီတို့မိသားစုဟာအိမ်တစ်ကိုပြောင်းဖို့ကားမောင်းထွက်ခွာနေကြပါပြီ။ဝူဒီနဲ့ဘတ်တို့ဟာအိမ်ပြောင်းကားကြီးနောက်ကိုအမိလိုက်ဖို့စူးစမ်းကြပေမဲ့လူဆိုးခွေးကြီးစကတ်ကသူတို့ကိုမြင်သွားပြီးလိုက်ကြိုက်ပါတယ်။ဘတ်ကဝူဒီကိုကယ်တင်ဖို့အတွက်နောက်မှကြံခဲ့ရပြီးဝူဒီကလည်းအင်ဒီရဲ့အဝေးထိန်းကားလေးနဲ့ဘတ်ကိုပြန်ကယ်ဖို့စူးစမ်းပါတယ်။ဒါကိုကားပေါ်ကအယုတ်တွေမြင်တော့ဝူဒီကအဝေးထိန်းကားကိုပါဖျက်ဆီးဖို့လုံနေပြန်ပြီးထင်တဲ့ဝူဒီကိုကားပေါ်ကနေကန်ချလိုက်ကြပါတယ်။ဒါပေမဲ့ဝူဒီနဲ့ဘတ်ဟာအဝေးထိန်းကားလေးကိုစီးပြီးကားကြီးနောက်ကိုမလျှော့တော့ဆွဲနဲ့ဆက်လိုက်ခဲ့ကြပါတယ်။သူတို့နှစ်ယောက်အဝေးထိန်းကားလေးပေါ်မှာအတူရှိနေတာကိုမြင်မှတခြားရုပ်တွေလည်းသူတို့အမားကိုတီးသွားပြီးကားပေါ်ပြန်တက်နိုင်အောင်ကူညီကြပါတယ်။ဒါပေမဲ့စိတ်မကောင်းစရာကအဝေးထိန်းကားရဲ့ဘက်ထရီကကုန်သွားခဲ့ပါပြီ။ဒီအချိန်မှာဝူဒီဟာဘတ်ရဲ့ကြောကုန်းမှာခြိထားဆဲဖြစ်တဲ့မီရှူမီပန်တုံးပြန်ကိုမိညှိလိုက်ပါတယ်။တုံးပြန်အချိန်နဲ့သူတို့တွေကောင်းကင်ဘော်ကိုပြန်တက်သွားပြီးအဝေးထိန်းကားလေးကိုတော့အိမ်ပြောင်းကားပေါ်ရောက်အောင်ပစ်တင်ပေးလိုက်နိုင်ပါတယ်။အဲ့ဒီနောက်တုံးပြန်ကြီးမပောက်ကွဲခင်မှာပဲဘတ်ကသူ့ရဲ့တောင်ပန်တွေကိုဖျက်လိုက်ပြီးဝူဒီနဲ့အတူကောင်းကင်မှာဝဲပြန်ရင်အင်ဒီအမေမောင်းတဲ့ကားတွေကတစ်တာထဲကိုအနေရကင်းကင်းနဲ့ဆင်းသက်နိုင်ခဲ့ကြပါတယ်။သူတို့ရောက်သွားတဲ့နေရာကတော့အင်ဒီရဲ့ဘေးနားလေးတင်ပါပဲ။အင်ဒီဟာသူ့ရဲ့အချစ်ဆုံးအယုံနဲ့ရုပ်လုံးကိုပြန်တွေ့ရလို့အတိုင်းမသိဝမ်းသာသွားခဲ့ပါတယ်။အချိန်တွေကုန်လို့အိမ်တစ်ရဲ့ခရစ်စမတ်နေ့ကိုရောက်လာတဲ့အခါမှာတော့ဝူဒီနဲ့ဘတ်ဆိုဟာအယုတ်တစ်တွေဘာတွေထက်ရောက်လာမလဲဆိုတာကိုတီးဖို့စုံစမ်းရေးဖွဲ့လေးဖွဲ့ပြီးစောင့်ကြည့်နေကြပြန်ပါတယ်။အဲ့ဒီထဲမှာအာလူးကောင်မလေးလဲပါလာတာကြောင့်အာလူးကောင်ကြီးကတော့ပျော်မဆုံးဖြစ်နေခဲ့တာပေါ့။ဒီအချိန်မှာဝူဒီကဘတ်ကိုဘတ်စတက်ပိုးဆိုးတဲ့အယုတ်ဘာရှိနိုင်ဦးမလဲလို့နောက်ပြောင်မင်းမြန်းနေတော့မှပဲအိန္ဒိယလိုက်တဲ့ခရစ်စမတ်လက်ဆောင်အစ်ဟာခွေးပေါက်စလေးတစ်ကောင်ဖြစ်နေတာကိုတီးလိုက်ရပြီးသူတို့နှစ်ယောက်လုံးစိုးရိမ်နေကြီးနဲ့အချင်းချင်းကြီးကပြုံးလိုက်မိကြပါတော့တယ်။